Ke ero Ari ma Ari kusama ya kisane patta biro ma turua Aku ko taiso ko nawe Nabro aku mowe turua ne biro ma Show ma phero de siwe lawနေတဲ့ချိန်မှာသူတို့ကဖေတို့ဆွဆွဲတယ်တဲ့နှညိုးထိုးပြီးတော့ထားအမမမြင်လိုက်ပါအောင်နော်အမပြန်ကြားတာအဖေတို့ကစိတ်မကောင်းအဖေတို့ဆွဆွဲကြတယ်ပေါ့အဲ့လိုမျိုးပြောမှဆိုတော့ဥက္ကဋ္ဌအတွင်းမှုရာတို့သူတို့ဝင်ယူတဲ့သဘောပေါ့နော်အဲ့ဒါဆိုတော့အဲ့ဒီမှာကိုမမရရှိတယ်သူပြန်ပြောပြတာဆိုတော့သူတို့ရေးထားတဲ့အတိုင်းပါပဲနော်ဟုတ်ပြီအသက်ကြီးတဲ့လူတွေလှုပ်လို့ဒီတပင်အစည်းအဝေးကမတိုးတက်ဘူးဆိုရင်လူငယ်တွေလှုပ်မယ်ဆိုရင်ကျွန်တော်အငယ်ဆုံးကျွန်တော်လှုပ်မယ်အကိုတို့မလှုပ်ကြနဲ့ကျွန်တော်လှုပ်မယ်ဆိုပြီးဟိုကပုတ်ပြောတယ်ပုတ်ပြောတော့အဲ့ဒီမှာပြတ်တဲ့ရုံးရင်းစံခတ်တွေဖြစ်ကြတာဖြစ်ကြပြီးတော့မှတကယ်ဆိုရင်အဖေတို့တွေအသက်ကြီးပြီးနားယူကြဖေတို့လည်းကောင်းကောင်းမွန်မွန်ပြောရင်လည်းဒီနေရာလူငယ်တွေအတွက်ပဲဖြစ်သွားမှာပါနော်အဲ့ဒါကြတော့အဲ့ဒီဂုရုကြီး3ယောက်ကိုပေါ့သူ့ရဲ့ညီရပေါ့သူ့ကိုရဲမှာပါတယ်သူ့ရဲ့ညီရဟုတ်ပြီလူငယ်တွေလောက်ကြမယ်တပင်စီအောင်မတိုးတက်လို့လူငယ်တွေလုံမယ်ဆိုရင်ကျွန်တော်လုံမယ်တဲ့အဲ့လိုဖြစ်တော့အမသူတို့ပြဿနာတက်ပြီးတော့မဲခွဲဆုတ်ဖြတ်မယ်ဆိုပြီးသူတို့ဖြစ်ကြတယ်တဲ့နော်ဒါသူတို့တွေလည်းအခုပြောတဲ့ထဲမှာလည်းပါပါတယ်နော်ဒီကိစ္စတွေမဲခွဲဆုတ်ဖြတ်မယ်ဆိုတဲ့နေ့မှာအဲ့ဒီမှာရုံးမှာမဲခွဲဆုတ်ဖြတ်ကြမယ်ပေါ့နော်အဲ့ဒီအချိန်မှာကလေးတွေရဲ့အဖေကချစ်တိုက်တဲ့လူလေသူကဟိုဖြစ်တဲ့လူဆိုတော့သူတကယ်တော့မကျင်တတ်တာအဖေတို့ဆွဆွဲလို့မကျင်တတ်တာပေါ့နော်အဖေတို့ဆွဆွဲခဲ့ကြလားမဆွဆွဲခဲ့ကြကျမအဲ့ဒီမှာမရှိဘူးနော်အဲ့နေရာမှာဒါပေမဲ့အဖေတို့ဖယ်ပေးဘလို့ပြောကြလဲကျမမသိဘူးနော်တော့မှားမှာဆိုလို့အဲ့ဒီကိစ္စတွေကအဲ့တော့သူတို့မဲခွဲပြီးစုပ်ဖြတ်တယ်လို့ပြောတယ်မဲခွဲပြီးစုပ်ဖြတ်တဲ့နေ့မှာအကုန်လုံးကောင်းကောင်းမွန်မွန်ဝတ်စားလာတဲ့အချိန်မှာပေါ့နော်အိမ်ကအဲ့ဒီကလေးတွေအဖေကအပေါ်မဲအောက်မဲနဲ့အဲ့ဒီမျက်နှာကို max ဆိုတာပါလေကျမတို့မျက်နှာဟွာလောက်တာလေဘာလဲမဲပြီးတော့ကျမတို့ဘာလဲမျက်နှာ treatment လုပ်တဲ့ဟွာကွာအမဲအောင်ကြီးအကုန်တုတ်သွားတယ်တဲ့နော်စဉ်းစားတာကြည့်လိုက်တော့ပေါ့အဲ့ဒီရုပ်သူလောက်တာကျမလည်းမသိဘူးကျမတို့လည်းသူမပြောပြအောင်နော်တော့သွားပြီးတော့အဲ့ပွဲကိုသွားဖြတ်တယ်အဲ့ဒီပွဲကိုပေါ့တပင်စေးအောင်မှာပဲလုပ်တယ်မဲခွဲပွဲကိုတော့ဖြတ်တယ်ငါလောက်မတော်အကောင်လူစုံတဲ့ချိန်မှာတော့ဝင်သွားတယ်တဲ့သူ့လောင်မဲတာရှိအောင်မလားတဲ့မဲခင်ဗျားတို့မဲပေးကြမဲခွဲကြမယ်ဆိုမဲတဲ့လူမဲပေးကြမယ်ဆိုကျွန်တော်အရင်မဲနေပြီတဲ့မဲပေးကြတဲ့ကျွန်တော်ကိုဆိုတော့အဲ့ဒီပွဲတော့ဖြစ်ပါတယ်ဖြစ်တော့အမှညီကိုချင်းချင်းလဲလူရင်းဆန်ခတ်ဖြစ်တယ်ထိုးမဲ့ချိန်မဲ့ဖြစ်တယ်ပေါ့နော်ဒါကျမတော့မေ့သွားပါပြီနော်အခုသူများတင်တဲ့ post မှာကျမတွေ့တာပါနော်အဲ့တော့ပြောမယ်ဆိုတော့ तू ကအဖေတွေကိုဒီလိုလာပြီး accuse လုပ်တာကို तू မကြိုက်တာပါနော်ဒါကျမအဲ့ဒီလူဘက်ကလိုက်ပြောစရာအကြောင်းလည်းဘာမှမရှိဘူးကျမနဲ့လည်းဘာမှမဆိုင်ဘူးကျမကအမြင်ကတ်လိုက်တယ်မှာတစ်စင်းမှကြည့်လို့မတယောက်နဲ့တယောက်ကိုဘလော့ထားတာတယောက်အခွက်တယောက်ကြည့်လို့မရဘူးအခုသူနဲ့ကျမနဲ့အချိန်ကြီးကနော်အဲ့လိုဖြစ်တာအဲ့တော့ကျမအခုပြောနေတာတွေအားလုံးကကျမအဖေဦးစိန်မာရဲ့နာမည်အတွက်ပဲကျမပြောနေတာနော်အဲ့တော့အဲ့ဒီမှာအဲ့ဒီမဲခွဲပွဲကပြတ်သွားတယ်ပေါ့နော်အဲ့ဒီကိုမိုးမဲလှုပ်လိုက်တဲ့အတွက်ကြောင့်ပြတ်သွားတော့အဲ့မှာညီချင်းမဝင်ကြီးဌာနကလည်းတိတ်သွားတဲ့ခါကျတော့ဟာဒီလောက်တော့ပြဿနာတက်နေတဲ့တပင်ယုံကဲလှုပ်ကြဆန္ဒခံယူပွဲလှုပ်ပြီးတော့ရွေးကောက်ပွဲလှုပ်ကြဆိုပြီးသူတို့ရွေးကောက်ပွဲလှုပ်ကြပါတယ်ရွေးကောက်ပွဲလှုပ်တာလည်းကျမလည်းမရှိပါဘူးကျမဝင်ပါစရာအကြောင်းမရှိဘူးလေကျမဘာလဲတမမဟုတ်တယ်လို့တပင်စီယုံဝင်လည်းမဟုတ်ဘူးကျမကအဖေဥစိန်မာတဲ့ဥက္ကဋ္ဌအနေနဲ့အကူကြီးတောင်းလို့ volunteer ကျမစရင်ကိုသူတို့ရဲ့မရှိတဲ့စရင်ကို300ကျော်လုပ်ပေးခဲ့တာပဲကျမရှိအကြံကျမဘာမှမရှိအဲ့တော့တကယ်သူတို့ရွေးကောက်ပွဲလှုပ်တဲ့ခါကျတော့ကိုမိုးမဲကအဝင်ရွေးမခံပါဘူးဘာလို့ तू မလှုပ်ချင်ပါဘူးเนาะ तू ကတက်လူကြီးတို့ကာကွယ်ပေးတဲ့သဘောပါပဲเนาะလူကြီးတို့ကာကွယ်ပေးတဲ့သဘောပါပဲ तू မလှုပ်ပါဘူးအဲ့ဒီအဖေတွေအားလုံးကလည်းဥက္ကဋ္ဌလှုပ်ချင်လားဆိုဘယ်သူမှမလှုပ်ချင်တော့ပါဘူးစိတ်တွေတော်တော်ညစ်နေကြပြီပေါ့เนาะသူတို့အဲ့တော့သူတို့အမှရွေးကောက်ပွဲလှုပ်တယ်ရွေးကောက်ပွဲလှုပ်တဲ့အချိန်မှာဦးသိန်းစောလည်းဝင်ပြိုင်ပါတယ်ဦးနန်းဝင်းလည်းဝင်ပြိုင်ပါတယ်အဲ့ဒီမှာကိုဖိုးချစ်ကလည်းဝင်ပြိုင်ပါတယ်ပေါ့ तू ပြောခဲ့တဲ့ဟာလေးကျမဖတ်လိုက်ရပါ तू ကဝင်ပြိုင်ကြလို့ပြဲရတာမဟုတ်ပါဘူးကိုချမ်းသာလည်းဝင်မပြိုင်ပါဘူးကိုမိုးဝင်းကလည်းဒီသူ့ရဲ့အကိုဖြစ်တဲ့ကိုနန်းဝင်းတို့ကိုသိန်းစောတို့နဲ့ဝင်မပြိုင်ချင်ဘူးလို့ပြောတယ်တဲ့ကျမလက်တာကိုဖိုးချစ်ဟိုတနေ့ကပွဲမှာဖောက်တဲ့ချလို့ကျမလည်းကြားလိုက်တာနော်အဲ့တော့ဝင်မပြိုင်ပါဘူးဆိုပြီးတော့ကိုနန်းဝင်းရဲ့ကိုဖိုးချစ်ကတော့သူများတွေကတွန်းပို့လိုက်လို့သူဝင်ပြိုင်ရတယ်ပေါ့နော်အဲ့ဒီမှာ
ကိုသိန်းစော်ရဲ့ကိုနန်းဝင်းရဲ့ကိုဖိုးချစ်ရဲ့ရှင်ပြရွေးခံတဲ့ပွဲမှာကိုဖိုးချစ်ကအနိုင်ရပြီးတော့ဥက္ကဋ္ဌဖြစ်သွားတယ်နော်အဲ့တော့ကိုဖိုးချစ်ဥက္ကဋ္ဌဖြစ်သွားတယ်အဲ့တော့ကျွန်မအခုပြောချင်တာကကိုဖိုးချစ်ဥက္ကဋ္ဌလုပ်တဲ့နေရာမှာလည်းအများကြီးတိုးတက်ခဲ့ပါတယ်နော်အများကြီးတိုးတက်ပါတယ်ကိုသိန်းစော်တို့ကိုနန်းဝင်းတို့ဆိုလဲ business mind ရှိတယ်လေရှိတော့သူတို့ကလည်းဥက္ကဋ္ဌဖြစ်ချင်တာလဲသူတို့မှားတယ်လို့ပြောလို့မရပါဘူးเนาะဘာဖြစ်လို့လဲဆိုတော့ဒီအဖေကြီးတို့တွေအသက်ကြီးတဲ့လူတွေကဘာမှစီးပွားရေးမလုပ်တတ်ဘူးလေเนาะလူကြီးတွေနဲ့လည်းမပြောတတ်မဆိုတတ်မတောင်းတတ်เนาะအခွင့်အရေးမတောင်းတတ်ဘူးပေါ့အဲ့ခါကျတော့သူတို့လည်းအသေးရမှာပေါ့စီးပွားရေးအုံနောက်ရှိတဲ့လူတွေအသေးရမှာပေါ့အသေးရတော့သူတို့ကဝင်လုတ်ချက်ကရန်တဲ့စိတ်တွေပေါ်လာမှာပေါ့เนาะဒါပေမဲ့တကယ်ရွေးကောက်ပွဲလုပ်တော့သူတို့ကိုဖို့ချစ်ကအနိုင်ရသွားတယ်အဲ့တော့အဲ့ဒီ၃ယောက်စလုံးကစီးပွားရေး mindset ရှိတယ်เนาะကျမတို့တပင်အနုပညာရှင်တွေမှာအနုပညာလုပ်တတ်တယ်ဒါကျမလည်းအခုဒါဒီနေရာနေဂုံပြုတ်ချီကျူးလိုက်တာပါသူတို့၃ယောက်စလုံးကစီးပွားရေး mindset ရှိတယ်နော်ဒါကြောင့်ကိုသိန်းစောတို့ကိုနန်းဝင်းတို့ဥက္ကဋ္ဌလုပ်ရင်လေတပင်အစည်းအဝေးကစီးပွားရေး mindset ရှိတဲ့အတွက်ကြောင့်အခုကိုဖိုးရှစ်လုပ်တယ်လို့ပဲတိုးတက်မှာပါနော်ဒါပေမဲ့လို့ကျမကအခုဒီနေရာနေဘာပြောချင်တာလဲဆိုတော့ကျမအဖေဦးစိန်မာဒင်ကြီးလှုပ်သွားတဲ့ကရင်အမျိုးသားကြီးအမတန်ရိုးသားပါတယ်တပင်သမားတွေကိုတစ်ချိန်လုံးသူကပြောတယ်အဖေလည်းအဖေတို့ကစုတက်ဆောင်တက်လို့ဘဲဥတလုံးတယောက်တစ်ချမ်းစားပြီးအဖေတို့ကစုခဲ့ကြတာအဲ့တော့မစုတက်မဆောင်တက်တဲ့တပင်သမားတွေနောင်ရီကိုသူစိတ်ပူတဲ့အကြောင်းတက်ကြီးပူဇော်ပွဲတွေအကြောင်းအဲ့တော့ကျမတို့ဒီနေရာမှာပြောပါမယ်နော်တက်ကြီးပူဇော်ပွဲကိုအဖေဦးစိန်မာတင်ကခန်းခန်းနာနာတတ်တမအချိန်ထိလုပ်ခဲ့ပါတယ်ဘာဖြစ်လို့အဲ့ဒါကိုလဲတမိုင်းဖြောက်ပလိုက်လဲဆိုတာကျမကနားမလဲပါဘူးကိုဖိုးချစ်ကသူကနံပါတ်1ဆိုပြီးတပင်တက်ကြီးပူဇော်ပွဲအစင်1ဆိုပြီးသူကစလုပ်တယ်ကျမစိတ်ထဲမှာတော့ခုသွားပါတယ်အော်ငါအဖေလုပ်ခဲ့တဲ့9ကြိမ်မြောက်အထိကဘယ်ရောက်သွားတာလဲလို့နော်ဒါပေမဲ့လို့မပြောတော့ပါဘူးနော်လူတွေမှလည်းသူ့အကြောင်းနဲ့သူရှိမှာပဲဒါကတော့စံပြတပင်ဦးစိန်မာရဲ့ကံဝစ်ကျွေးတွေပါပဲလို့ပဲသတ်မှတ်လိုက်တယ်အဖေထားခဲ့တဲ့စေတနာတွေလည်းအဲ့ဒီတပင်စီယုံကမြင်နေရကိစ္စကလေးတွေရဲ့အဖေကျမအမြင်ကတ်နေတဲ့သူပေါ့နော်ခုပြောရင်သူ့အကြောင်းကိုကျမမပြောချင်ပေမဲ့ထပ်ပြောလိုက်ပါအောင်မယ်ဒီမှာသူကမြင်နေရကိုတောင်းခဲ့ပါတယ်သူလက်ထက်မှာလောက်ခဲ့တာလေနော်မြင်နေရတောင်းခဲ့တဲ့ဇက်ယုံပလန်ကြီးကိုစီစဉ်တကျဆွဲပြီးတော့အဲ့ဒီတပင်အစည်းအုံးဒီဗာလဲမြို့ထဲမှာရှိတဲ့တိုက်ခန်းလေးပဲရှိတယ်တပင်အစည်းအုံးလည်းရုပ်ရှင်အစည်းအုံးတို့လိုဂီတအစည်းအုံးတို့လိုတက်မြင်နေရတစ်ခုရှိတဲ့ပါတယ်အဆောက်အဦတစ်ခုကပြလို့ရတဲ့အဆောက်အဦတစ်ခုရှိတဲ့ပါတယ်ဆိုပြီးတော့သူ့ရဲ့ plan နဲ့ဇက်ခုံရဲ့ plan နဲ့ပါတင်ပြခဲ့ပါတယ်တော်တော်ထိရရောက်အဆင့်ထိရောက်ခဲ့ပါပြီเนาะအပြည့်ပြဿနာမတက်ခင်အထိပါအဲ့ဒီနောက်ဆက်တွဲနေနဲ့မြင်နေရတဲ့ရခဲ့ပါတယ်เนาะဒါဒီကိုမိုးမဲဆိုတဲ့လူရဲ့ကျိုးစားအားထုတ်မှုတွေပါပါတယ်လို့ကျွန်မပြောချင်ပါတယ်ဒီနေရာနေနောက်ပြီးတော့အဖေဦးစိန်မာတဲ့တတ္တမအကြိမ်အထိစီစီကားလုတ်ခဲ့တဲ့ပွဲနောက်ဆုံးအကြိမ်မှာဆိုလို့ရှိရင်လူအယောက်ရာကျော်တက်ကြီးပူဇော်ပွဲကိုတယောက်3သိန်းစီကြော့နိုင်ခဲ့တဲ့အထိဟိုခေတ်ကဦးစိန်မာတဲ့လှုပ်ဆောင်နိုင်ခဲ့ပါတယ်နော်ဒါကိုလည်းတမိုင်းဖြောက်ခဲ့ကြပါတယ်ဒါကိုလည်းကျွန်မကဦးစိန်မာတဲ့ရဲ့ကံဝတ်ကျွေးတွေလို့ပဲကျွန်မကသဘောထားပါတယ်ရှင်အဖေကိုနော်ရိုးသားဖြူစင်တဲ့ကရင်ကြီးသူ့ရဲ့ကံဝတ်ကျွေးတွေပါလာတာကိုနော်အဲ့တော့သူ့ရဲ့ဆွမ်းဆောင်မှုတို့ဘယ်သူမှအတိအမှန်မပြုတ်ခဲ့ကြဘူးအဲ့တော့မပြုတ်ခဲ့တော့လဲဘာမှမဖြစ်ပါဘူးဦးစိန်မာရီတောင်အခုမရှိတော့ဘူးပေါ့နော်လူဆိုတာဘယ်ချိန်ဒီလောကကြီးကကွဲပြောက်သွားကြရမှာပဲလေနော်အဲ့တော့သူများတွေစုတစိတ်တွေရရနာလဲဝမ်းသာပါတယ်နော်ကို့အဖေဦးစိန်မာတဲ့စုတစိတ်မရလို့လဲတခါလေတော့ဝမ်းနေတယ်ဒါပေမဲ့မရတော့လဲဘာဖြစ်လဲနော်သူတော်တမလို့ရောက်သွားပြီပဲဘာတွေများဖတ်တွယ်စရာရှိလို့လဲနော်ဘာပွဲမှလည်းမမောပါဘူးဒါပေမဲ့ဥစိန်မာတယ်ဒီတပင်အကျိုးကိုအများကြီးလောက်သွားခဲ့ပါတယ်အခုတပင်အစီအောင်ကိုဖို့ချစ်တို့အဖွဲ့ကိုလည်းတကြီးပူဇော်ပွဲတိုင်းကျွန်မငွေ10 သိန်းလှူပေးနေတဲ့နာဂီတုံးကလည်း10 သိန်းလို့ဘာတွေကဘာလို့လှူပေးနေရလဲဆိုအဖေရဲ့ခန်းစားချက်တွေကိုကျွန်မသိလို့မဟုတ်လို့အဖေအမေစုဆောင်းထားရှိခဲ့တဲ့မြေပေါ်မှာကျွန်မကနေထိုင်နေတာမဟုတ်လို့ကျွန်မအဖေအမေကျေးဇူးဆက်ပြီးတော့မှကျွန်မလှူပေးနေတာဖြစ်ပါတယ်အဲ့တော့အခုနောက်ဆုံးပြောချင်တာတော့ထားလိုက်ပါတော့เนาะအဲ့တော့အဖေဦးစိန်မာရင်ကြီးကလွန်ခဲ့တဲ့အဖေဦးစိန်မာရင်ကြီးကအခုကျမတို့9မိုင်မြေဆိုလို့ရှိရင်သိန်းကိုအများကြီးတောင်းအများကြီးချီပြီးတန်နေပါပြီเนาะအဲ့ဒီလိုမြေသား2ယောက်ကိုအမွေပေးခဲ့တယ်เนาะနောက်ပြီးတော့တောင်အောင်ကလာမှာရှိတဲ့လမ်းမတန်းမှာသိန်းကိုသိန်းနဲ့ချီတန်တဲ့မြေကိုသမီးကိုလည်းအမွေပေးနိုင်ခဲ့တယ်။နှုံးမဘူးနဲ့အပြည့်ရှိတဲ့စိန်ရွှေရတနာတွေကိုလည်းသမီးဖြစ်သူအမွေပေးနိုင်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဖပြောသလိုပဲဘဲဥတလုံးကိုတယောက်တစ်ချမ်းစားပြီးတော့အဖေဥစိန်မာရင်ဆိုတာရှမ်းတောက်
နာမည်ကြီးခဲ့ပါတယ်ပြဆက်ဘရင်စိန်မာတင်ဆိုပြီးဝင်ငွေတွေအများကြီးရခဲ့ပါတယ်နော်ဦးစိန်မာနဲ့ပရိသတ်တွေဖွားဖွားတို့ဖိုးဖိုး